ရှင်ဘုရားယောဂီနာမတုံညာနှင့်ကတရားလျှောက်ခွင့်ပြုပါယူသေးစွာနဲ့လျှောက်ထားအပ်ပါတယ်ဘုရားခန္ဓာကိုယ်ဖြေလျှော့ပါတယ်ဘုရားစိတ်ကိုလည်းစိတ်ရင်စိတ်ရအောင်ပြုကျင့်ပါတယ်ဘုရားစိတ်ရင်စိတ်ရအောင်ပြည့်သွားတဲ့အခါမှာတဘာဝတရားအောင်တစ်ခုတည်းဒီပေါ်မှာစိတ်ကြောက်တည်နေလာတဲ့ဧကဂါသမารိဖြစ်သွားတဲ့အခါမှာအဲ့လေးအာယုံပေါ်မှာတဏှာကြီးကင်းသုံးကင်းတဲ့ဧကဂါသမารိဖြစ်စေရမယ်ဖြစ်ခြင်းနဲ့ဟိုအဋိဌာန်ပြုပြီးဒီသမารိထူထောင်ပြီးဒုတိယလုပ်ငန်းဖြစ်တဲ့ဒုတိယမူလလုပ်ငန်းဖြစ်တဲ့လေးအာယုံကိုသိတဲ့စိတ်အစဉ်မှာဒီရဆောင်ရည်သမารိထူထောင်ပါတယ်ဗျာနှေးသောတဘာဝလေးအောင်နဲ့တွေ့တဲ့အခါမှာလည်းနှေးသောတဘာဝလေးအာယုံကိုသိတဲ့စိတ်အစဉ်မှာဒီရဆောင်ရည်သမารိထူထောင်ပါတယ်ဗျာအစနှေးသောဝင်လေထွက်လေအစအဆုံးဘုံကိုသိနေတဲ့စိတ်အစဉ်ကိုဒီရဆောင်ရည်သမารိထူထောင်ပါတယ်ဗျာနှေးသောတဘာဝနှေးသောထွက်လေအစဆုံးအကုန်လုံးကိုသိနေတဲ့တဘာဝလေးအာယုံကိုသိနေတဲ့စိတ်အစဉ်ကိုဒီရဆောင်ရည်သမารိထူထောင်ပါတယ်ဗျာပြစ္ဆုတ်ပန်တဲ့သူသိနဲ့သူရှိတာလေးနဲ့ရင်းတင်းတင်ရောင်းနဲ့တတိယဆောင်ရည်သမารိထူထောင်ပါတယ်ဗျာအခုတော့တပည့်တော့နိုင်ရွယ်လောက်ဆိုလို့ရှိရင်တော့ဝင်လေထွက်လေနှေးသောဝင်လေထွက်လေရဲ့သိနေတဲ့အစိတ်အစဉ်လေးကနုညံ့သိမ်မွေ့လာပြီးတော့မှနမိတ်လည်းပြန်ပေါ်လာပါတယ်ဗျာဖြူတဲ့နမိတ်လေးနဲ့တွဲတဲ့ဖြူတဲ့နမိတ်လေးနောက်ပိုင်းကျကြည်တဲ့နမိတ်တဏှာလောက်ထိပေါ်ပါတယ်ဗျာပြီးတော့ဆက်လက်ပြီးတော့မှကြိုးစားပါမယ်ဗျာပြီးတော့လိုအပ်သည်များကိုတွန်းတင်အဆုံးမလမ်းညွှန်ပြတာပေးတော်မူပါဗျာအဲဒီတော့လုပ်ငန်းမှာလည်းပဲလုပ်ငန်းနဲ့ထိုက်တန်တဲ့တာဝန်တွေရှိတယ်တဲ့မှန်လားပါဗျာတာဝန်တွေကအပြင်လောကမှာလည်းအပြင်လောကမှာမဟုတ်လို့ပေါ့လုပ်ငန်းတွေကများရင်များသလိုတာဝန်ပြီးတယ်နေသလိုတာဝန်ကလျော့တယ်လွတ်လပ်တယ်ပေါ့ပါတဲ့သဘောရှိတယ်ကမ္မထာလုပ်ငန်းခွင်မှာလည်းပဲတာဝန်တွေကများရင်များသလိုတာဝန်ကြီးတယ်ပေါ့ပါမှုသက်သာမှုမရှိဘူးအဲဒီတော့ကမ္မထာမှာလည်းပဲလျှော့သိလျှော့ထိုက်တာတွေလျှော့လို့ရတဲ့အပိုင်းတွေရှိတယ်တင်ပါဗျာအဲဒီတော့ကမ္မထာမှာလျှော့လို့ရတဲ့အပိုင်းတွေလျှော့ထားပေးတာကတော့နေရာထိတာမျက်လုံးမျက်နှာခေါင်းတစ်လုံးလုံးခန္ဓာကိုယ်တစ်ခုလုံးဟာသူတို့တွေဟာအလုံးမဟုတ်ကြတာဖြစ်တဲ့အတွက်ကြောင့်လျှော့ထားတယ်မလျှော့ထားရင်ပို၍တာဝန်တွေကြီးပြီးတော့ပင်ပန်းတာပဲဖတ်တင်နေယခုတော့ပင်ပန်းစေတတ်တဲ့တာဝန်တွေကိုလျှော့ပေးလိုက်တာနေရာထိတာမျက်လုံးမျက်နှာခေါင်းတစ်လုံးလုံးခန္ဓာကိုယ်တစ်ခုလုံးမပါဘူးဆိုပြီးတော့လက်လူရှုထားခိုင်းလိုက်တယ်ဒါတာဝန်လျှော့လိုက်ပြီးတင်ပါဗျာနောက်တစ်ခုကတော့အာနာပါနအရာအသုံးနှုန်းစကားလုံးမှာဆိုရင်အာနာပါနအရာဝင်သောလေထွက်သောလေဝင်လေထွက်လေလို့ဒီလိုမြန်မာလိုလွယ်လွယ်ကူကူလေးပြောတတ်ကြတယ်ဆိုတတ်ကြတယ်ပေါ့လေဝင်လေထွက်လေပေါ့ဝင်လေထွက်လေကိုပဲဒီစစ်စစ်ကြည့်လိုက်ရင်စကလုံးတွေကဝင်လေထွက်လေဆိုတော့အဝင်အထွက်ဆိုတဲ့အသုံးနှုန်းနှစ်ခုကိုဒီမထည့်ပဲနဲ့ပြောလိုက်မယ်ဆိုရင်ဘာကြံမှာလဲလေပဲကြံပါမယ်ဗျာလေပဲကြံတော့မယ်တဲ့အဝင်အထွက်ကိုလည်းပဲဒီမစစ်စစ်မဆန်းစစ်ပဲနဲ့သွားမယ်ဆိုရင်မရဘူးလားဆိုတော့ရတင်ပါဗျာအဲ့ဒီတော့လေတော့သိနေတယ်တဲ့ဝင်တော်လေထွက်တော်လေကတော့အသိဉာဏ်ရှင်းတယ်လို့မရှင်းတယ်လို့တခါတလေလဲသိတယ်လို့မသိတယ်လို့ဖြစ်နေတာဖြစ်သည့်အတွက်ကြောင့်အနှောက်အယှက်မဖြစ်နဲ့တဲ့လေးအာယုံကိုမသိနေဘူးလားလို့ယောဂီတွေမေးယောဂီတွေကလေးအာယုံတော့သိနေတယ်ဒါအဝင်အထွက်တော့မသေးခွဲဘူးမရဘူးကိစ္စမရှိဘူးအနှောက်အယှက်မဖြစ်နဲ့အဲ့ဒီတာဝန်လျှော့ထားလို့ရတယ်တင်ပါဗျာတို့အသိဉာဏ်ထဲမှာမစီမံမင်းနဲ့မကြိုးစားပဲနဲ့အလိုလိုဖြစ်ပေါ်ပြီးဒါဝင်တော်လေထွက်တော်လေကွဲကွဲပြားပြားသိနေရင်သိပါစေကောင်းတယ်အကယ်၍များမသိရင်စီမံတာတို့လှုပ်ရှူတာတို့ဒါမျိုးမလုပ်ရဘူးပေါ့မလုပ်ပါဘူးဗျာအဲ့ဒီတော့အဝင်အထွက်နှစ်ခုကိုလက်လူရှုထားပြီးတော့လေကိုသိနေတယ်ဆိုရင်လုံလောက်တယ်အဲ့ဒီလေအာယုံကိုသိနေတဲ့အသိကိုပဲတတိထားဆောင်ရှောက်ပြီးတော့နေထိုင်မယ်ဆိုရင်တမာတိထူတော်မယ်ဆိုရင်ပို၍ဒီပေါ့ပါတဲ့သဘောရှိတယ်တမာတိလည်းပို၍ကောင်းတယ်တဲ့
အဲ့ဒီသိနေတဲ့လေကတော့ဘာလေလဲဆိုတော့လေတော့သိနေတယ်တဲ့အဝင်အထွက်မရှိဘူးအဲ့ဒီလေကဘာလေလဲဆိုတော့ဝင်သောလေထွက်သောလေပဲတဲ့ ဒီမှာဗျာ သဘာဝကြကြစစ်စစ်ကြည့်ဘယ်လိုစစ်စစ်ရမလဲဆိုတော့ဝင်သောလေတော့ရှိပြန်ထွက်လာတဲ့လေမရှိဘူးဆိုရင်ဒီလေကိုသိပါမလား မသိပါဘူးဗျာ ထွက်သောလေတော့ရှိဝင်သောလေပြန်မရဘူးဆိုလို့ရှိရင်ရောဒီလေကိုသိနိုင်ပါမလား မသိနိုင်ပါဘူးဗျာ သဘာဝကြကြပဲလေကိုတော့သိနေတယ်အဝင်အထွက်မရှိဘူးရတဲ့ကိစ္စမရှိဘူးအဲ့ဒီသိနေတဲ့လေနဲ့ပဲသွားလုံလောက်ပါတယ်တာဝန်တော်ပေါ့သေးတယ် သဘောပေါက်ပါတယ်ဗျာသဘောပေါက်ပါတ နော ယ် က် ဗျာ တစ်ခုတာဝန်တစ်ခုထပ်လျှော့လို့ရသေးတယ်တပ္ပကာယပဋိသင်္ဝေဒီပေါ့ဒီပိုင်းရောက်ပြီဆိုရင်လျှော့လို့ရတယ်တို့သဘောတရားတွေကိုသိခဲ့ပြီးဆိုအစအဆုံးအကုန်လုံးလည်းရှုခဲ့တာရက်ဒီလတွေရောက်လာပြီဆိုတော့ယခုဒီပိုင်းမှာနမိတ်တွေနဲ့ပတ်သက်ဖို့ကပို၍ပို၍တာဝန်ပေါ့ဖို့လိုလာပြန်ပြီတာဝန်ပေါ့ပြီးလိုလာပြန်ပြီဆိုတော့တပ္ပကာယပရိသဝေဒီဆိုတဲ့အစအဆုံးအကုန်လုံးကိုလည်းပဲတက်လူရှုထားပြီးတော့လေအာယုံကိုသိနေတဲ့အသည့်ကိုပဲတတိထားဆောင်ရှောက်ပြီးသွားမယ်ဆိုရင်စိတ်ထွက်တာလည်းပဲပို၍ပို၍သက်သာလာမယ်ဒါလေ့ကျင့်ကြည့်တဲ့နော် သဘောပေါက်ပါ ဒါ တယ်ဗျာ တော့အခြေခံသမာဓိပေါ့ဟိုအထက်တန်းသမာဓိကြတော့လေမအသွင်ပြောင်းပြီးကြည်လင်တောက်ပါတဲ့ပရိပါကနမိတ်အာယုံကိုသိနေတဲ့စိတ်ကိုတတိထားဆောင်ရှောက်ပြီးပရမဇန်ဒုတိယဇန်တတိယဇန်သရုတ်တဇန်တက်တဲ့အပိုင်းရောက်တဲ့အခါကျတော့ဘယ်မှာလဲဝင်လေထွက်လေ မရှိတော့ ဝင်လေထွက်လေဆိုတဲ့အမှတ်တင်ညာလည်းမရှိတော့လေဆိုတဲ့အမှတ်တင်ညာလည်းမရှိတော့လေမပြောင်းပြီးကြည်လင်တောက်ပါနေတဲ့ပฏิပါကနမိတ်တည်ငြိမ်နေတဲ့ပฏิပါကနမိတ်အာယုံကိုသိနေတဲ့အသည့်ကိုပဲသွားလိုက်တာပဲပိုရသမာဓိကပို၍ကောင်းလာကဲယခုအဝင်အထွက်ကိုလက်လူရှုထားတယ်အလိုသိရင်ကိစ္စမရှိဘူးတပ္ပကာယပရိသဝေဒီအသိဉာဏ်ထည့်ပြီးမလုပ်ပဲနဲ့ထားမယ်လေတော့သိနေတယ်သမာဓိထူထောင်ရတာအတွေ့အထိနာမိတ်တာပွင့်ကြသုံးခုကင်းတယ်သမာဓိဖြစ်နေတယ်ဆိုရင်လေကိုဝင်လေကိုလက်လူဝင်လေထွက်လေကိုလက်လူရှုထားခြင်းကြောင့်အပြစ်မရှိဘူးတပ္ပကာယပရိသဝေဒီအစဆုံးအကုန်လုံးကိုလက်လူရှုသားတော့လည်းအပြစ်မရှိဘူးဘာကြောင့်လဲဒီဝင်နေထွက်နေတဲ့လေအာယုံကိုအလိုလိုသိပြီးတော့သမာဓိဖြစ်နေတာဖြစ်ပြီးအတွက်ကြောင့်အကျိုးတော်ရှိသွားသေးတယ် တင်ပါဗျာ အဲ့ဒါတော့နမိတ်တွေအာမကောင်းလို့စိတ်တွေခဏခဏထွက်နေလို့နမိတ်တွေအာကြည်တောက်ဖို့အားကဟိုကြံ့ကြာနေတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါလို့နောက်တစ်ဆင့်တာဝန်တွေလျှော့ပြီးတော့သွားကြည့်ရတယ်သွားလို့ရတယ်လုပ်ကြည့် ဥတ္တမရဗျာကျေးဇူးကြီးလာပါတယ်ဗျာသဘောပေါက်ပါတယ်ဗျာတပည့်တော်စူးစမ်းပြီးတော့မှလိုက်နာကျင့်သုံးပါမယ်ဗျာ